နိုင်ငံဖွံ့ဖြိုးရေးမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာအရေးကြီးပြီးမိမိတို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုမှာကုန်စည်နှုန်းများကြီးမြင့်ခြင်းပဲဖြစ်ကြောင်းအဲဒီလိုဖြစ်ပေါ်ရခြင်းမှာလည်းရောင်းလိုအားနဲ့ဝယ်လိုအားများမမျှတခြင်းနဲ့ကုန်ထုတ်လုပ်မှုစရိတ်မြင့်မားခြင်းများကြောင့်ဖြစ်ကြောင်းနိုင်ငံအတွင်းလက်ရှိရင်ဆိုင်နေရတဲ့ကုန်စည်နှုန်းကြီးမြင့်မှုဟာကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့အာဏာသိမ်းသမ္မတကဇူလိုင်လ6ရက်နေ့ကပြုလုပ်တဲ့သူတို့ရဲ့အစိုးရအဖွဲ့အစည်းအဝေးမှာဝန်ခံပြောကြားလိုက်ပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်း9နှစ်တာကာလအတွင်းမှာကုန်စည်နှုန်းဟာဖုံးဖိလို့မရလောက်အောင်အဆမတန်မြင့်တက်လာနေတာကြောင့်အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင်အခုလိုထုတ်ဖော်ပြောဆိုလာရတာဖြစ်ပြီးသူကတော့ဒီအခြေအနေဟာရောင်းလိုအားနဲ့ဝယ်လိုအားမမျှတမှုငွေကြေးတန်ဖိုးကျဆင်းမှုတွေကြောင့်ဖြစ်တယ်လို့အကြောင်းပြထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းထိုင်းပါဝင်အိန္ဒိယနိုင်ငံတွေကနေကုန်စည်စီးဆင်းနိုင်မဲ့တရားဝင်လမ်းကြောင်းတွေကိုပိတ်ပင်ထားတာကြောင့်အာဏာသိမ်းအစိုးရရဲ့စီမံခန့်ခွဲမှုအမှားတွေကြောင့်သာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကပြောပါတယ်။ကျွန်တော်မြင်တာတော့ဘိုးချုပ်ကွယ်မှုစနစ်နဲ့သွားနေတာဖြစ်နေတယ်။ဆိုတော့အိန္ဒိယမှာဝင်ဝင်မရှိရတဲ့ကျန်တဲ့မိသားစုကတွင်းစားနေဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့ဗျာ။ကိုဗစ်ကာလမတိုင်ခင်မှာကျွန်တော်ကျုပ်တို့150ရနေပြီးတော့မှဒီ9နှစ်ကြာလို့ကျုပ်တို့950ဖြစ်သွားတာပေါ့နော်။အဲ့ဒါဘာကြောင့်လဲဆိုတော့လွတ်လပ်စွာပုံစံမှုစနစ်လည်းမရှိတာရယ်နောက်ပြီးတော့မှကုန်စည်ဦးစီးမှုတွေရတယ်အဟန့်တားတွေများတာရယ်နောက်တော့ထုတ်လုပ်မှုစိတ်တွေကလည်းတက်လာတာ inflation ရယ်အကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့ဒီကုန်စည်နှုန်းကြီးမြင့်မှုကဖြစ်လာတာပေါ့နော်လက်ရှိမြန်မာနိုင်ငံရဲ့နယ်စပ်ကုန်သွယ်ရေးအခြေအနေကိုကြည့်မယ်ဆိုရင်အိန္ဒိယထိုင်းနဲ့တရုတ်နိုင်ငံတွေနဲ့ထိစပ်နေတဲ့နယ်စပ်ဒေသအများအပြားကိုတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကထိန်းချုပ်ထားပြီးအခွန်ကောက်ခံမှုတွေပြုလုပ်နေပါတယ်။ဒီအခြေအနေကိုမလိုလားတဲ့အာဏာသိမ်းအစိုးရဘက်ကတော့နယ်စပ်ဂိတ်တွေကနေပြည်မာတွေကိုဝင်ရောက်လာမဲ့ကုန်တင်ကားတွေကိုပိတ်ဆို့ဖမ်းဆီးနေတာကြောင့်မှောင်ခိုကုန်သွယ်ရေးလမ်းကြောင်းကတည်တည်တသာကြီးထွားလာနေတာပါ။အဲ့ဒီမှောင်ခိုလမ်းကြောင်းတွေမှာစစ်တပ်အပါအဝင်လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကိုပေးဆောင်ရတဲ့လမ်းကြေးတွေဟာကျပ်သိန်း10နဲ့ချီမြင့်မားနေပြီးဒီလိုအစမတန်ကုန်ကျစရိတ်တွေကြောင့်ပဲပြည်တွင်းမှာကုန်စည်နှုန်းတွေထိမ့်နိုင်သိမ်းမရအောင်မြင့်တက်လာရတာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကသုံးသပ်ပြောကြားထားပါတယ်။အဓိကတော့သွင်းကုန်ထုတ်ကုန်တွေအားလုံးဆက်မပြေတော့လေ။အစိုးရဘုံကခုလုံးကဆက်မပြေဘူးလေ။သွင်းလို့လည်းမရဘူးပို့လို့လည်းမရဘူးမရတဲ့ခါကျတော့အဲ့ဒီဈေးနှုန်းတွေအခက်အခဲတွေကုန်ကျန်းသွင်းလို့မရဘူး။ဆက်ရုံတွေလည်းပတ်လို့မရတာတွေအဲ့ဒါကြောင့်ကုန်ကျန်းတွေကုန်ရောတွေကဈေးနှုန်းတွေတမတ်ထဲမရှိဘူးအများအားပြောင်းလဲနေတာကျွန်တော်တို့ဒီသွင်းကုန်ထုတ်ကုန်တွေအိုင်စင်တွေသင်္ချာရတယ်ဆိုရင်တော့ဒီကုန်စည်နှုန်းကြီးမြင့်တဲ့ဥစ္စာတော့ဘာဖြစ်သွားမှာဗျာနည်းနည်းငြိမ်သက်သွားမှာပါအခုကတော့ဒီပစ္စည်းဘယ်မှသွင်းလို့မရတဲ့ခါကျတော့ကုန်စည်နှုန်းဒီကြီးရတဲ့အကြောင်းရင်းတွေအဲ့ဒါအကြောင်းလည်းပါရတယ်စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့9နှစ်တာကာလအတွင်းမှာမြန်မာပြည်သူတွေရဲ့နေ့စဉ်ဘဝဟာအဆိုးရွားဆုံးစားဝတ်နေရေးအကျပ်တဲနဲ့ရင်ဆိုင်နေရပါတယ်။အခြေခံစားတောက်ကုန်တွေဖြစ်တဲ့စံစီကြက်သွန်ဈေးနှုန်းတွေဟာအရင်အရသားဆိုးရလက်ထက်3ဆကနေ10ဆအထိအစမတန်မြင့်တက်သွားသလို73စီကိုလည်းဈေးကြီးပေးဝယ်ရုံတင်မကပဲလိုတလောက်ဝယ်ယူလို့မရတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေကြရတာပါ။လက်ရှိမှာအခြေခံလူတန်းစားတွေအတွက်ထမင်းဝိုင်းထဲမှာအသားဟင်းတစ်ခွက်ပါဖို့ဆိုတာဟာခက်ခဲတဲ့စိန်ခေါ်မှုဖြစ်လာနေပြီးကုလသမဂ္ဂရဲ့အချက်လက်တွေအရဆိုရင်လည်းမြန်မာပြည်သူ12တန်းကျော်ဟာငတ်ဘေးနဲ့ရင်ဆိုင်နေရတယ်လို့မိခင်နဲ့ကလေး4သိန်းကျော်မှာပြင်းထန်တဲ့အာဟာရချို့တဲ့မှုတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ဒီလိုကုန်စည်နှုန်းအစမတန်မြင့်မားနေတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်အာဏာသိမ်းခေါင်းဆောင်ကတော့ပြည်ပကိုကုန်ကျန်းတွေတင်ပို့နေတာထက်ပြည်တွင်းမှာပဲကုန်ချောထုတ်လုပ်နိုင်အောင်အားပေးကူညီရမယ်လို့အကြောင်းပြပြောဆိုနေပါတယ်။ဒါပေမဲ့မြေပြင်မှာတော့ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့နေတာလျှက်စစ်မီနဲ့73စီအကျပ်တဲတွေကြောင့်ကုန်ထုတ်လုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းလည်ပတ်ဖို့အကြီးအကျယ်အခက်တွေ့နေပါတယ်။ဒါကြောင့်လဲအာဏာသိမ်းသမ္မတရဲ့ပြောဆိုချက်တွေဟာလက်တွေ့မြေပြင်ကငတ်မှုခေါင်းပါမှုအခြေအနေတွေကိုထိထိရရကူစားနိုင်ခြင်းမရှိဘူးလို့ဝေဖန်ထောက်ပြနေကြတာဖြစ်ပါတယ်။ပြည်ရင်းထုတ်ကုန်ဝယ်စားအားကိုးလို့ရတယ်ဒီဥပမာချုံဖို့ကိုမြန်မာနိုင်ငံမှာထုတ်နိုင်ဝယ်စားမှာလीဝယ်သွင်းတဲ့ကိစ္စကဝန်သွင်းနိုင်ရင်1000နဲ့မြည့်2000ပေးသွင်းတာမှာပဲကုန်တယ်လုပ်တယ်အဲ့2000ကြည့်ရင်2000တန်ကိုလည်းရှိတဲ့လူတွေကဥစ္စာခံစားရမှာပဲအဲ့ဒါကြီးကတော့
စီမံခန့်ခွဲမှုတွေရဲ့အတွေးခေါ်နဲ့ပုံစံပေါ်မှာတော့သွားမယ်တော့ဒီကြားထဲမှာပြန်ကြည့်လိုက်ရင်ဘာဖြစ်နေလဲဆိုတော့လာအိုက GDP ကကျွန်တော်တို့90%တော့တာလာအိုဆိုတာကအရင်တော့ကျွန်တော်တတိယဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာရှိတာလीကျွန်တော်တို့ကလာအိုကောင် GDP မမြင်နိုင်တဲ့အနေအထားမှာရှိနေတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေအနေကတော့သုံးသပ်ကြည့်ပေါ့ဗျာအာဏာသိမ်းခေါင်းဆောင်ဟာအရက်သားအစိုးရလက်ထက်မှာမဲလိမ်မှုတွေရှိခဲ့တယ်လို့အစဉ်တစိုက်ဆွဆွဲပြီးအာဏာသိမ်းမှုကိုလိုလားချက်တစ်ခုလို့ပြောဆိုနေပေမဲ့အဲ့ဒီကာလကတည်ငြိမ်တဲ့ကုန်စည်နှုန်းအခြေအနေတွေနဲ့လက်ရှိသူ့လက်ထက်ကပျက်စီးနေတဲ့စီးပွားရေးအခြေအနေကိုတော့နှိုင်းယှဉ်ပြောဆိုတာမျိုးလုံးဝမရှိပါဘူး။ဒါ့အပြင်အာဏာသိမ်းခေါင်းဆောင်ဟာကုန်စည်နှုန်းမြင့်တက်လာတဲ့ပြဿနာကိုစီးပွားရေးနီးလန်းကြကြဖြေရှင်းမဲ့အစား73စီနဲ့ရွှေလုပ်ငန်းရှင်တွေကိုဖမ်းဆီးအရေးယူတာကုမ္ပဏီတွေကိုအမိမဲစည်းရင်းသွင်းတာစတဲ့အကြောက်တရားနဲ့ဖိနှိပ်တဲ့နီးလန်းတွေကိုသာအဓိကအသုံးပြုပြီးဖြေရှင်းနေတာကိုတွေ့ရှိရပါတယ်။